နေတဲ့သူတိုင်းပြောကြတယ်နေတိုင်းစာဖတ်ပါတဲ့ဆရာလင်းတိုင်းညို့လည်းပြောတယ်နေတိုင်းသူစာဖတ်တယ်တဲ့အဲ့တော့ဝန်တွေကစာဖတ်ရမှာဒီဘကိုကြည့်တဲ့မိတ်ဆွေကပြင်းတယ်ဆိုလို့ရှိရင်တို့တွေကဘယ်လိုလုပ်ရမလဲနေလိုက်ရှာဖို့လိုအပ်တယ်အဲ့တော့ကိုကစာဖတ်ရတာပြင်းတယ်စာဖတ်လာပြီဆိုလို့ရှိရင်အိတ်ချင်တဲ့မျိုးတွေဖြစ်လာတယ်စာအုပ်ဆိုတာအိတ်ဆေးလို့တော့တချို့ကတင်စားကြတယ်အဲ့တော့ဝန်တွေကဘာလို့ရမလဲဆိုလို့ရှိရင်စာဖတ်ရတာတွေကပြင်းတယ်မဖတ်ချင်ဘူးဆိုလို့ရှိရင်စာဖတ်ပြထားတဲ့record video file တွေရှိတယ်အတန် file တွေရှိတယ်အဲ့ဒါတွေကနားထောင်ပေးဖို့ရအတွက်လိုအပ်တယ်အဲ့ဒါတွေကိုနားထောင်မယ်ညမြနားထောင်မယ်ပြီးပြန်ပြီးတော့မှသုံးသပ်မယ်လိုမျိုးတွေကလုပ်တယ်ဆိုလို့ရှိရင်နားထောင်တာကလည်းစာဖတ်နေတာနဲ့အတူတူပါပဲဒါကြောင့်ဒီမျိုးကိုကြည့်တဲ့မိတ်ဆွေကစာဖတ်ရတာပြင်းတယ်ဆိုလို့ရှိရင်စာဖတ်ပြထားတဲ့အတန် file တွေ record file တွေကိုနားထောင်ပါအဲ့ဒီကအဲ့နှစ်ခုလုံးကိုမှမလုပ်ချင်ဘူးဆိုလို့ရှိရင်လူတွေရဲ့အကြောင်းကိုလေ့လာပြီးတော့မှလူစာအုပ်ဖတ်ပါနှစ်ခုတည်းကဒီသုံးခုတော့နှစ်ခုဆိုရတယ်ဒီသုံးခုတည်းကတစ်ခုကိုတော့လုပ်ဖို့ရအတွက်ဟော်မုန်းတွေကလိုအပ်တယ်။ဘာကြောင့်လဲဆိုလို့ရှိရင်ဒီမျိုးကိုကြည့်တဲ့မိတ်ဆွေရဲ့ဘဝကပို့ပြီးတော့မှငွေကြေးလွတ်မြောက်ခြင်းနဲ့အကျဉ်းလွတ်မြောက်မှုတွေရခြင်းနဲ့အစီအမပြေနေထိုင်ခြင်းနဲ့ကိုယ့်ရဲ့ဘဝကြီးမှာရှင်သန်ရတာကိုပို့ပြီးတော့မှပျော်ရွှင်ခြင်းနဲ့ဆိုရင်စာတွေကိုတော့ဖတ်ဖို့ရအတွက်လိုအပ်ပါတယ်။ဒါကြောင့်ဒီနေ့ကနေစပြီးတော့မှကိုနေတိုင်းစာဖတ်တဲ့အလေးအကျင့်ကလေးတစ်ခုကိုစတင်ပြီးတော့မှလှုပ်ဆောင်လိုက်ပါ။လုပ်နေတယ်ဆိုလို့ရှိရင်လည်းဆက်ပြီးတော့မှလုပ်နိုင်အောင်လို့ကြိုးစားပါ You can do it you are hero